ဇန်နဝါရီလမှာစမဲ့ချန်တဲ့အတွက်အမေးများဆုံးမေးခွန်းတွေကလစဉ်လာတိုင်းပေးချိန်လေးမှရမှာလားဆိုတော့မဟုတ်ပါဘူး။တစ်လချင်းစီမှာလောက်ရမယ့် process တွေ healing session တွေပြီးရင်တရက်တာလောက်ဆောင်ရမယ့်အရာတွေဟာတစ်ခုနဲ့တစ်ခုနဲ့တူညီမှာတော့မဟုတ်ဘူး။ဒါကြောင့်မလို့ကိုအဆင်ပြေတဲ့လမှာအဆင်ပြေသလိုဝင် join လို့ရပါတယ်။ဒါက2026 abundance journey အနေနဲ့အကုန်လုံးကိုဆွဲခေါ်သွားမယ့်အတွက်ကြောင့်မလို့တစ်နှစ်စာလို့သာသတ်မှတ်ထားတာပေါ့နော်။ဒီ channel ကသင်တန်းလည်းမဟုတ်ပါဘူး။ကိုယ့်ရဲ့ပုံမြောက်ကြော်ဝါခြင်းတွေကိုဘယ်လိုမျိုးတည်ဆောက်မယ်နေ့စဉ်နေ့တိုင်းလှုပ်ဆောင်ရမယ်အရာတွေကနေပြီးတော့ပုံမြောက်ကြော်ဝါခြင်းတွေကိုဖြည်းဖြည်းနဲ့ဖန်တီးလာနိုင်မယ် process မျိုးဖြစ်ပါတယ်ပုံမြောက်ကြော်ဝါခြင်းဆိုရင်လူတွေကတွေးကြတာအရင်ဆုံးငွေကြီးကိုတွေးကြတယ်ပေါ့နော်တကယ်ကငွေကြီးတစ်ခုတည်းကပုံမြောက်ကြော်ဝါခြင်းလို့ပြောတာမဟုတ်ပါဘူးကိုစိတ်ချမ်းသာပျော်ရွှင်နေတာကိုရဲ့ကျန်းမာရေးကောင်းနေတာကို့မှာလက်ထဲမှာပတ်စံ200ပဲရှိရင်တော့အဲ့ပတ်စံ200ဟာကို့အတွက်ပေါ်များကျွယ်ဝတယ်ငါဟာချမ်းသာတယ်ဒီပတ်စံ200လေးနဲ့ငါဟာဘာကိုဝယ်စားလို့ရနိုင်လိုက်တယ်အဲ့အတွက်ငါအရင်ပျော်ရွှင်လိုက်တာဒါကို abundance လို့ခေါ်ပါတယ်နော်ဒီလိုမျိုးအထဲမှာရှိနေတဲ့ကိုယ့်ရဲ့ငွေကြေးအပေါ်မှာထားတဲ့ mindset တွေးခေါ်ပုံတွေပြီးရင်ကိုယ့်ရဲ့ဘဝမှာတစ်သက်လုံးဆွေးမြဲလာခဲ့တဲ့အယူဆဟောင်းတွေစိတ်ဒဏ်ရာတွေ trauma တွေ daddy issue တွေ family ကြောင့်ရခဲ့တာတွေချစ်သူရည်စားကြောင့်ရခဲ့တာမျိုးတွေငွေရေးကြေးရေးအကျွေးတွေပေါ်မှာထားနေတဲ့ pattern အဟောင်းတွေဒါတွေအားလုံးကို point of view တွေမြင်သွားတဲ့အခါမှာကိုယ့်ရဲ့ဘဝကိုဟာအလိုလို abundance energy ဆိုတဲ့ဟာကိုတိဆောက်နိုင်သွားတယ်အဲ့ဒီခါမှာကိုလိုချင်တဲ့အရာတွေကိုလည်းကိုဟာလွယ်လွယ်ကူပဲဆွဲဆောင်နိုင်သွားတယ်ဆွဲဆောင်ရမယ့် method တွေကိုလည်းသိပါတယ်ဒီလိုအရာလေးတွေစီကိုရအောင်သွားပေးမဲ့ channel မျိုးဖြစ်ပါတယ်ကို့မှာရှိနေတဲ့ပိတ်ဆို့နေတဲ့အရာမှန်သမျှ old version တွေ old pattern တွေ old mindset တွေအားလုံးကိုလွတ်ချဖြုတ်ချပြီးတော့ new mindset new world စီကိုသွားဖို့ဆိုတာကတေချာပေါက် mentor ရှိဖို့လိုပါတယ်လူတိုင်းမှာဆရာသမားရှိဖို့လိုတယ်ဒါမှသာဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့ဘဝကိုတက်လှမ်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ညိုကအခုချိန်မှာ one by one mentor အနေနဲ့ကနေပြီးတော့လူတွေအများကြီးစီကိုဖြန့်ဝေတဲ့ mentor အဖြစ်ကိုပြောင်းလဲလာတာဖြစ်ပါတယ်ညို့မှာလည်း mentor တွေများစွာရှိပါတယ် abundance journey ဆိုတာက money တစ်ခုတည်းကိုဆွတ်ဆောင်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ version တစ်ခုလုံးကို new pattern setting new အနေနဲ့တိဆောက်ခြင်းပဲဖြစ်ပါတယ်ကမ္ဘာတဝန်းကလူတော်များဟာအခုချိန်မှာ 5D wall ကိုသွားနေကြပြီဒါပေမဲ့အချို့ကတော့ 3D wall မှာကြံနေခဲ့ကြတယ်အဲ့တော့အညိုတို့တွေဟာ 5D wall ကိုသွားမှသာကိုလိုချင်တဲ့အရာတွေကို manifest လုပ်နိုင်မယ်ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်ဒီ group မှာပါဝင်မှာတွေကတော့တနေ့တာလှုပ်ဆောင်ပွဲရာငွေဝင်စေမဲ့အစီအရင်တွေရတရားတွေကိုယ့်ရဲ့လွှတ်ချရမယ့် old mindset တွေပြဿနာတစ်ခုပေါ်မှာရှုမြင်ရမယ့်ရှုထောင့်တွေကိုအမြင်ပြောင်းလဲပြီးတော့ရှုမြင်တတ်ဖို့တွေ mindset အဟောင်းတွေလွှတ်ချနိုင်ဖို့ healing session တွေ energy work တွေ process တွေကိုယ်တိုင်လှုပ်ဆောင်နိုင်မဲ့ spiritual works တွေ ritual တွေဒါတွေပါဝင်တာဖြစ်ပါတယ်ကိုယ့်ရဲ့ဘဝထဲမှာဘာတွေလိုအပ်နေလဲငွေကြေးလားအချက်လားပျော်ရွှင်မှုလားအရန်ကိုမြင်မာတဲ့ဘဝလားလွှတ်ချဖို့လိုအပ်နေတဲ့စိတ်ဓာတ်ရာတွေလားဒီဟာတွေအားလုံးကိုရရှိနိုင်ဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုဒီ community မှာအမြဲတမ်း sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ community ကိုဘယ်လိုလူမျိုးတွေ join တင်လဲဆိုတော့ကိုယ့်ရဲ့ဘဝကိုဒီထက်ပိုပြီးတော့ပြောင်းလဲခြင်းတဲ့သူတွေကိုယ့်ရဲ့စိတ်ထဲမှာပိတ်ဆို့နေတဲ့အရာတွေအများများနေတယ် healing လုပ်ဖို့လိုအပ်နေတဲ့သူတွေ self share work လုပ်ဖို့လိုအပ်နေတဲ့သူတွေငွေကြေးရေးကိုဒီထက်ပိုပြီးတော့မြင်မာတဲ့ဘဝတွေကိုဆွဲဆောင်ခြင်းတဲ့သူတွေဒီလိုလူမျိုးတွေကတေချာပေါက် join တင်ပါတယ်အဲ့တော့ညိုနဲ့တနာရီစာဆွေးနွေးတဲ့အခါမှာပုံမှန်ဆွေးနွေးကတော့6000ရှိတယ်ပေါ့နော်ဒါပေမဲ့ညိုကတော့ဒီလိုမျိုး process တွေ energy work တွေလှုပ်ဆောင်စရာတွေအများကြီးပါတဲ့တလားလုံးစာကိုမှညိုအနေနဲ့ဒီထက်ဝက်ဈေးလောက်ပဲယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုတတ်ပါတယ်ဒါဟာငွေကြီးကိုဘာကြောင့်ယူရတာလဲဆိုတော့တချို့တွေကအလကားဆိုရင်တမုံမထားတဲ့သူမျိုးတွေရှိတဲ့ကြောင့်မလို့အခကြေးငွေတစ်ခုကိုသတ်မှတ်လိုက်ရတာပါဒါပေမဲ့ညိုစီကနေတေချာပေါက်အများကြီးဘွားသက်စာအတွက်တလားလောက်လေး join လိုက်ရင်တော့မှရရှိသွားမယ့်အရာတွေအရန်ကိုများပြားလုံးအားကြီးပါတယ်ဒါကြောင့်မို့လို့ညိုကတော့တလားလောက်အရင်ဆုံးစမ်းပြီးတော့ join ကြည့်လိုက်ပါနောက်မှဆက်ပြောကြတာပေါ့